အားမပဲမင်္ဂလာပါကလင်းငယ်တွေခီမှာခိုင်မာတဲ့စာဖတ်အလေးချင်းကောင်းတွေဒီဆောက်ပေးဖို့ဆိုတာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ခီးစဉ်တစ်ခုဖြစ်ပါတယ်ဒီကနေ့ရှင်းလင်းတင်ပြသွားမယ့်အကြောင်းအရာလေးကတော့ကလေးတွေကိုအမြေခိုကင်းကင်းနဲ့ကိုယ်တိုင်စာဖတ်တတ်လာအောင်ဘယ်လိုပြောထောင်ပေးရမလဲဆိုတဲ့အဆင့်ဆင့်သောခီးစဉ်ကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒါကိုစနစ်တကျဘလို့ချက်တင်ကြမလဲမြန်မာနိုင်ငံစာကြည့်ချက်အသင်းကနေချက်မှတ်ထားတဲ့လမ်းညွှန်ချက်တွေကိုအခြေခံပြီးလေ့လာကြည့်ကြပါမယ်ဒီလမ်းညွှန်ချက်တွေဟာပညာရေးလုံနာလုပ်ကိုင်နေသူတွေနဲ့စာကြည့်တိုက်မှုတွေအတွက်လက်တွေ့အသုံးချနိုင်မဲ့တကယ်ကိုအဖိုးကြံကိရိယာတန်းစာပလာတွေလို့ဆိုရမှာပါကဲဒီအကြောင်းအရာထဲကိုစောင့်ပြီးလေ့လာကြည့်လိုက်ရအောင်ဒီနေ့လေ့လာသွားမယ့်အဓိကအပိုင်း၅ပိုင်းရှိပါတယ်ဒါတွေကတော့စာဖတ်ခြင်းကပုံပြင်ပြောခြင်းအတန်ထွက်စာဖတ်ခြင်းအတူတူစာဖတ်ခြင်းနှစ်ယောက်တတွဲစာဖတ်ခြင်းနဲ့နောက်ဆုံးစိတ်ကြိုက်စာဖတ်ခြင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အပိုင်း၁စာဖတ်ခြင်းနဲ့ပုံပြင်ပြောခြင်းမြန်မာနိုင်ငံစာကြည့်တိုက်အသင်းကတည်ချခွဲခြားပြထားတဲ့ကွာခြားချက်လေးတစ်ခုရှိပါတယ်တကယ်တော့ပုံပြင်ပြောတာနဲ့စာဖတ်ပြတာမတူပါဘူးပုံပြင်ပြောခြင်းဆိုတာကပုံပြောသူရဲ့စိတ်ကူးထဲကနေတဆင့်ကလေးရဲ့စိတ်ကူးရင်ညံနဲ့ယဉ်ကျေးမှုတွေကိုထွန်းကားလာစေဖို့ရည်ရွယ်တာပါဒါပေမဲ့စာဖတ်ပြခြင်းဆိုတာကတော့စာအုပ်ထဲမှာရေးသားထားတဲ့စာသားတွေကိုတိုက်ရိုက်ဖတ်ပြတာဖြစ်ပြီးဒီလိုစာသားတွေနဲ့ထိတွေ့စေမှသာကလေးတွေမှာတသက်တာစာဖတ်ခြင်းနဲ့အလေးကျင့်ကောင်းလေးဖြစ်ထွန်းလာစေမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာအဓိကမှတ်ထားရမယ့်စာဖတ်ခြင်းစတိုင်၄မျိုးရှိပါတယ်အတိုင်းထွက်စာဖတ်ခြင်းအတူတူစာဖတ်ခြင်းနှစ်ယောက်တတွဲစာဖတ်ခြင်းနဲ့စိတ်ကြိုက်စာဖတ်ခြင်းဆိုပြီးရှိပါတယ်ဒါဟာကလေးတွေကိုအစာပိုင်းမှာလမ်းညွှန်မှုအပြည့်ပေးရနေတဖြည်းဖြည်းချင်းလော့ချသွားပြီးနောက်ဆုံးမှာသူတို့ဘာသာလွတ်လွတ်လပ်လပ်စာဖတ်နိုင်အောင်ပုံဖော်ပေးမဲ့တကက်ခရီးစဉ်တစ်ခုပါပဲဆက်သွားရအောင်အပိုင်း20အတန်ထွက်စာဖတ်ခြင်းဒီအစစ်မှာဆိုရင်ကလေးတွေကိုစဝိုင်းပုံဆောင်ဝိုင်းဖိတ်ထိုင်ခိုင်းနိုင်ပါဦးဆောင်သူကတင့်တော်မဲ့စာအုပ်ကိုရွေးပြီးအတန်ထွက်ဖတ်ပြရမှာပါအရေးကြီးတာကအတန်အသက်အကျအနှိမ့်မြတ်မှန်မှန်နဲ့ဆွဲဆောင်မှုရှိဖို့ပါပဲမသားစရာတစ်ချက်ကလေရုပ်ပုံတွေကိုအမြဲတမ်းပြနေကြမလို့ပါဘူးတခါလေမှသာလှည့်ပြပေးရင်ရပါပြီဒါမှကလေးတွေကဇလန်းပေါ်မှာပို့ပြီးအာယုံစိုက်နိုင်ပါလေအခုဆိုရင်အပိုင်း3အတူတူစာဖတ်ခြင်းကိုရောက်လာပါပြီဒါကတော့ဒုတိယအတင်ဖတ်တဲ့အဆင့်ပေါ့ဒီနေရာမှာအရေးကြီးတာကကလေးတွေအားလုံးအတူတူလိုက်ဖတ်နိုင်ဖို့ဖတ်ပြခဲ့တဲ့စာအုပ်နဲ့ဘုံစံတူစာအုပ်များကြီးလိုအပ်ပါတယ်။ဒါမှဥဆောင်သူကဖတ်ပြပြီးတာနဲ့ကလေးတွေကသူတို့စာအုပ်ကိုကိုယ်စီကြည့်ပြီးအတူတူလိုက်ဖတ်နိုင်မှာဖြစ်ပါတယ်။ဒီအဆင့်မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပူပေါင်းပါဝင်ရတဲ့ဒီအဆင့်အတွက်အရေးအကြီးဆုံးစီးရင်တစ်ခုပါပဲ။အဲ့ဒါကတော့စာမျက်နှာကိုညွှန်ကြားမှသာလန်ရမယ်ဆိုတာပါပဲ။စာမျက်နှာချင်းစီကိုအတူတူဖတ်ပြီးမှနောက်စာမျက်နှာကိုလှန်ဖို့ဥဆောင်သူကတေချာညွှန်ကြားပေးရမှာပါ။စဉ်းစားကြည့်လေဒီလိုညွန်ကြားချက်တာမပေးဘူးဆိုရင်ဘာဖြစ်သွားမလဲခလီတွေကကိုလန်ကျင်တဲ့စာမျက်နှာကိုလန်ကြတော့မှာပေါ့အဲ့ဒီခါကျရင်စာဖတ်တာလေးညီတော့မှာမဟုတ်ပဲစူညံပလော့ရိုက်ပြီးတကယ့်ကိုရှုပ်ထွေးသွားပါလိမ့်မယ်အတွေ့အကြုံရဒါတကယ့်ကိုတတိထားရမယ့်ချက်လေးပါအခုဆိုရင်အပြောင်းလဲတစ်ခုကိုတတိထားမိမှာမှာအတန်ထွက်ဖတ်ခြင်းနဲ့အတူတူဖတ်ခြင်းအစင်းနေမှာဥဆောင်လူဟာတရုတ်ဆောင်တယောက်လိုခေါင်းဆောင်တယောက်လိုဖြစ်နေခဲ့တယ်ဒါပေမဲ့နောက်လာမယ့်လွတ်လပ်စွာစာဖတ်တဲ့အဆင့်တစ်ခုမှာတော့ဥဆောင်သူရဲ့အခန်းကဏ္ဍကလဲလှယ်ကြည့်ရှုပြီးလမ်းညွှန်ပေးသူတက်အဖြစ်ကိုအကြီးကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်။ကဲအပိုင်းလေးနှစ်ယောက်တွဲစာဖတ်ခြင်းဒီအဆင့်မှာကလေးတွေကိုနှစ်ယောက်တွဲတွဲပေးလိုက်ပါပြီ။သူတို့ဖတ်ခြင်းနဲ့စာအုပ်ကိုသူတို့ဘာသာရွေးဖတ်ကြပါလိမ့်မယ်။ဒီအချိန်မှာခုနကပြောတဲ့လှည့်လည်ကြည့်ရှုသူရဲ့တာဝန်တော့အရင်ရေးကြည့်လာပါပြီ။ကိုကဘာတွေလုပ်ပေးရမလဲဆိုတော့ကလေးတွေစာအုပ်ရွေးတယ်မှနေတင်တော့တဲ့စာအုပ်ရွေးတာအကူညီပေးရမယ်။ပြီးတော့စာဖတ်စွမ်းရည်မတူညီတဲ့ကလေးနှစ်ယောက်တွဲမိလို့အစင်မပြေဖြစ်နေရင်စွမ်းရည်တူတဲ့ကလေးတွေနဲ့ပြန်တွဲပေးရတာမျိုးတွေလုပ်ပေးရပါမယ်။အကူညီလိုအပ်နေတဲ့နေရာတွေကိုအချိန်မီဝင်နောက်ဖြည့်ရှင်းပေးဖို့ပါပဲ။နောက်ဆုံးဆင့်ဖြစ်တဲ့အပိုင်း၅စိတ်ကြိုက်စာဖတ်ခြင်းကိုရောက်လာပါပြီ။ဒါဟာကျလို့တို့တွားခြင်းတဲ့ပိုင်းတိုင်းပါပဲ။ကလေးတိုင်းကသူတို့ကိုယ်တိုင်နှစ်သက်ရစာအုပ်ကိုရွေးချယ်ပြီးလွတ်လွတ်လပ်လပ်ဖတ်ရှုကြပါပြီ။အစိုးပိုင်းကဒေချာလမ်းညွှန်ပေးခဲ့တဲ့အကျိုးကျေးဇူးတွေကြောင့်အခုဆိုရင်ကိုပိုင်ဆုံးဖြတ်ချက်နဲ့အစာဖတ်တတ်တဲ့အလေးကျင့်ကိုသူတို့ရရှိသွားပါပြီ။ဦးဆောင်သူကတော့အသားလေးလှည့်လှည့်ဆောင်ကြည့်ပြီးလိုအပ်ရင်ကူညီပေးဖို့အသင့်ရှိနေုံပါပဲဒါပေမဲ့တော့လွတ်လပ်ခွင့်ပေးထားတဲ့ဆိုပြီးလေးလွတ်ရှူထားဖို့တော့မဟုတ်ပါဘူးအရေးကြီးတဲ့အချက်ပြသင်္ကေတလေးတွေကိုသတိထားကြည့်နေရပါမယ်ဥပမာဆိုရင်ကလေးတစ်ယောက်ကဇာအုပ်ကိုတေးချမဖတ်ပဲခဏခဏလဲနေရမျိုးဒါမှမဟုတ်စာရွက်တွေကိုဘာရည်ရွယ်ချက်မှမရှိပဲဟိုလန်ဒီလန်လုံးနေလာမျိုးတွေးပြီးဆိုရင်ဒါဟာအကူအညီလိုနေသည်ဆိုတဲ့လက္ခဏာပါပဲအဲဒီလိုအချိန်မျိုးမှာသူ့အတွက်တင်းတော်မဲ့ဇာအုပ်လေးရှာတွေးသွားအောင်နူးညံ့စွာဝင်ကူညီပေးဖို့လိုအပ်ပါတယ်အခုဆိုရင်ဒီပြီးဆုံးတဲ့လမ်းညွှန်မှုအဆင့်၄ဆင့်ကိုအားလုံးတွေ့မြင်ချက်ရပါပြီဆိုတော့ဒီကနေ့ရှင်းလင်းတင်ပြချက်လေးကိုမင်းခွန်းတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်
ဒီအဆင့်၄ဆင့်ကိုသာကျွမ်း